အားလုံးပဲမင်္ဂလာပါမိုင်တဲတက်တာတွေကိုစေးတက်တာနဲ့ဝယ်ရှင်တာပဲဖြစ်ဖြစ်ရောင်းတဲ့လူပဲဖြစ်ဖြစ်ဘလို့ရောင်းတာလဲဘလို့ဝယ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါမယ်စအရင်ဆုံးဒီကောင်နဲ့ဝယ်ရင်တော့ဈေးတက်တာတယ်ဗောနော်လက်ရှိအရှင်တွေကတော့ပြီးတော့တလစာကို666 star 307နဲ့တက်တန်တိုးလို့လည်းရတယ်3000ကျပ်နဲ့120 GB ရတယ်120 GB ရတယ်2000ခွဲတန်လည်းရှိတယ်1000ခွဲတန်လည်းရှိတယ်2000တန်လည်းရှိတယ်အမျိုးမျိုးရှိတယ်ဒီကောင်ဘယ်လိုရောင်းရလဲဘယ်လိုဝယ်ရလဲဆိုပြီးရင်ကျွန်တော်ဆက်ပြောပေးမယ်ပေါ်တင်ရောင်းတဲ့ဈေးကတော့ဒီလိုဈေးနှုန်းနဲ့ရောင်းကြတယ်ဘာလို့ဆိုသူတို့က7% discount ရှိတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့အဲ့ဒီဟာတွေမဝယ်ခင်မှာကိုစင်ကက်ကဘယ် plan တွေဝယ်လို့ရလဲဆိုတာတေချာအရင်စစ်ကြည့်လိုက်မယ်เนาะဒါပေမဲ့လူတော်များကတော့အခုကျွန်တော်ခေါ်တဲ့ star 666 star 666 one head နဲ့မေးကြခေါ်အရင်ဝယ်ကြပါเนาะဒါကြတော့1000ခွဲကို73 GB နဲ့1050 minute ရှိရပေါ့နော်ဒါတွေကအရင်တော့ကဒါစေးသက်တာတယ်လို့ထင်ရတာအမှန်တော့စီးကြည့်ရပေါ့နော်အဲဆိုရင်တခြား plan တွေက star ဒီ339ခွန်ပေါ့နော်307ဆိုလို့ရှိရင်စေးသက်တာတယ်ကျွန်တော်က3တခါတော့ဝယ်ထားပြီးသားမလို့73လို့မရဘူးဗောနော်ဒီကောင်ကလည်း9000ကျပ်တဲ့နဲ့112 GB ထိရတယ်ဗောနော်ဒီဟာတွေအကုန်လုံး plan က single တချို့ကရပါတယ် star 73လုံး head နဲ့ခေါ်လို့ရှိရင် single တော်တော်များများက2000ခွဲတို့3000တို့2000ခွဲတန်တို့1000ခွဲတန်တို့ရှိတယ်ကို single ကိုရမရstar 7 3လုံး head နဲ့အရင်မေးကြည့်ပါเนาะပြီးရင်ဒီကောင်တွေလည်းဝယ်ကြပါเนาะဒါတွေကစင်ကတ်ဒိုင်းရချင်မှရမှာကိုစင်ကတ်ကိုအရင်ဆုံးပြန်စစ်ပြီးမှဝယ်ပါเนาะဝယ်ပါပြီးရင်ကျွန်တော်တို့ကဒီမိုက်တဲနဲ့အခုကျွန်တော်ပြတဲ့ကုတ်တွေအကုန်လုံးကိုစစ်ကြည့်လို့မရဘူးဆိုတဲ့အချိန်ကြမှာဆောနာသူတို့ရောင်းတဲ့လူတွေရှိရပေါ့နော်3000မှာ120 kit တို့2000ခွဲမှာ kit 40တို့ပါတော့ဗောနော်အဲ့ဒီ plan တွေကိုဝယ်ပေါ့အရင်ဆုံးကိုစင်ကတ်ကဘယ်ဟာတွေဝယ်လို့ရတယ်ဘယ် plan တွေရှိတယ်ဆိုတာကိုအရင်စစ်ကြည့်ပြီးမှတော့ဝယ်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝယ်လိုက်တာရတယ်ဒါပေမဲ့လူလိန်နဲ့မိနေမှာဆိုလို့ဗောနော်အခုကျွန်တော်ခေါ်ထားတဲ့ကုတ်တွေ3070809ဒါတွေအကုန်လုံးကတချို့စင်ကတ်တွေကဈေးတက်တာနဲ့အခုဒီ plan ကိုဝယ်သုံးနေတဲ့လူရှိမှာပါဒါပေမဲ့ဒီ plan ကဝယ်သုံးရင်တော့စိတ်ချရတဲ့လူစီဝယ်သုံးလို့ရတယ်ကျွန်တော်စီမှာလည်းဝယ်လို့ရတယ်ဒီဟာဒီ plan တွေကဘယ်လိုရအောင်လဲဆိုတော့မိုင်တဲ agent ကတ်ရှိဖို့လိုပါတယ် agent ရှိရင်တော့ agent ကတ်နဲ့ဒီကောင်နဲ့ဒီဒါတွေရောင်းလို့ရတယ်ဗောနော်ဒီဈေးနှုန်းတွေက7% discount ရှိတာမလို့ဒီ plan တွေဒီဈေးနှုန်းတွေနဲ့ရောင်းတာတွေအများကြီးတွေ့ရပါတယ်ဒီဈေးနှုန်းတွေနဲ့ရောင်းတာတွေအများကြီးတွေ့ရတယ်ဝယ်ရတာလဲတန်တယ်ရောင်းတာလဲတန်တယ်ဗောနော်နောက်တစ်ခုကဒီမိုင်တဲ mini bus ဒီ sim ကကျွန်တော်တို့ရိုးကနေဒီ mini bus ကိုပြောင်းလို့မရပါဘူးပြီးရင်ဒီ1000ခွဲနဲ့55 gig ကိုလုံးဝဝယ်လို့မရပါဘူးဘာဖြစ်လို့ဝယ်လို့မရတာလဲဆိုရင်တော့ဒီကတ်တွေကအကုန်လုံးသူတို့ location သတ်မှတ်ထားတဲ့နေရာမှာပဲသုံးလို့ရတာဖြစ်ပါတယ်မယုံပါနဲ့လူလိမ်ဖြစ်ပါတယ်ကျေးဇူးပါ